ကင်၈ပါးမက်ကင်၈ပါးဆိုတာမက်ကင်၈ပါးအစုဝေးကြီးပေါင်းစပ်ထားတာကိုမက်ကသစ္စာလို့ခေါ်တယ်မက်ကင်၈ပါးကဘာတွေလဲဆိုရင်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မနာတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိပထမဦးဆုံးတစ်ချက်ဖြစ်တဲ့တမ္မာဒိဋ္ဌိဒိဋ္ဌိဆိုတာအမှန်မမြင်ခြင်းဒီနေရာမှာတမ္မာပါဠိအတွက်ကြောင့်အမှန်ကိုမြင်တာအမှန်ကိုသိတာအမှန်မြင်ခြင်း၄ချက်ရှိတယ်လှုပ်တင်တာနဲ့မလှုပ်တင်တာကိုသိတာကုသိုလ်နဲ့အကုသိုလ်ကိုသိတာဒီကံတာလင်ကိုပိုင်ဥစ္စာဆိုတာကိုသိတာနောက်ဆုံးဒီခန္ဓာကိုယ်ကြီးရလာတာကဒုက္ခသစ္စာပဲဆိုတာကိုသိတာဒုက္ခသစ္စာဘာကြောင့်ရလာတာလဲဆိုရင်တဏှာဆိုတဲ့သမုဒိယသစ္စာကြောင့်ရတယ်မရခြင်းမလိုခြင်းဘူးဆိုရင်မရခြင်းမလိုခြင်းတဲ့နေရာရှိလားရှိတယ်နိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ရှိတယ်ဘယ်လမ်းကသွားရမလဲဆိုရင်မက်ကလမ်းမက်ကင်မကသစ္စာဆိုတဲ့လမ်းကသွားရမယ်အဲ့ဒီလိုမှန်မှန်ကန်ကန်မြင်ခြင်းမှန်မှန်ကန်ကန်သိတာကိုတမ္မာဒိဋ္ဌိဒါဆိုရင်မှန်မှန်ကန်ကန်သိဖို့ဆိုရင်မှန်မှန်ကန်ကန်တွေးတတ်ရမယ်တမ္မာသင်္ကပ္ပမှန်မှန်ကန်ကန်တွေးတတ်ရမယ်မှန်မှန်လူတွေကမပြောခင်မှာအရင်ဆုံးတွေးတဲ့အတွက်ကြောင့်တမ္မာဝါစာပြောပြီးရင်တွေးမယ်ပြောမယ်လုပ်မယ်လုပ်တာမှန်မှန်ကန်ကန်လုပ်တာကတမ္မာကမ္မနာဒီလိုအမှန်ပြောမယ်အမှန်တွေးမယ်အမှန်လုပ်တာတွေအားလုံးကတမ္မာအာဇီဝအဲ့ဒီလိုမှန်မှန်ကန်ကန်တွေးမယ်မှန်မှန်ကန်ကန်ပြောမယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်လည်းတမ္မာဝါယမဆိုတဲ့ကြိုးစားအထောက်မှုလည်းရှိရမယ်ကြိုးစားတဲ့နေရာမှာလည်းအမားတွေပါတတ်တယ်အမားတွေမပါအောင်လို့တတိထားရမယ်တမ္မာတတိတတိထားရမယ်အပြင်တမ္မာတမာတိဆိုတဲ့တည်ကြည်မှုလည်းရှိရမယ်တဲ့ဒီမက်ကင်၈ပါးဒီ၈ပါးနဲ့သာညီမယ်ဆိုရင်လောကီမှာရောလောကုတ္တရာမှာရောအတွက်အကျိုးများမှာပဲဖြစ်ပါတယ်လောကီမှာဆိုရင်လည်းမက်ကင်၈ပါးအကျင့်တရားနဲ့အညီကြိုးစားမယ်မှန်မှန်ကန်ကန်မြင်မယ်ဆိုရင်အယံကိုကောင်းမွန်တဲ့တမ္မာအာဇီဝကြတဲ့အလုပ်တွေပဲဖြစ်ပါတယ်လောကုတ္တရာမှာဆိုရင်လည်းဒီမက်ကင်၈ပါးနဲ့အညီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဆုံးမတော်မူတဲ့အတိုင်းလက်အလျှောက်မယ်ဆိုရင်ညီမတို့ဗုဒ္ဓဘာသာဝင်တွေဗုဒ္ဓဝါဒတွေမျှော်လင့်ထားတဲ့နိဗ္ဗာန်ဆိုတာကိုရောက်ရှိမှာပဲဖြစ်ပါတယ်ဒါကတော့ပါချုပ်ဆရာတော်ဘုရားကြီးမိန့်တော်မူတဲ့ဟောကြားတော်မူတဲ့မက်ကင်၈ပါးကိုပြန်လဲညီမနားလဲတယ်လို့ပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးပဲထပ်တူအမြတ်ရကြပါစေရှင်ကိုစိတ်နဲ့ကြားကျမ်းမာချမ်းသာကြပါစေအမှားပါရင်လည်းခွင့်လွှတ်ပါရှင်